ံဂီတိကာရကဖြစ်တော်မူကြသောဆရာတော်သံဃာတော်အရှင်မြတ်တို့ဖျားယနေ့ဖျားတပည့်ဇာတကထကထာတတိယဘာကဇာမျက်နှာ169ပင်စကနိဗ္ဗဇာအထကထာတေမဏိကုံဒလဝက်မှ9ခုမြောက်သုဝဏ္ဏမိကရွှေသမင်ဇအထုပ်ပတ်ကိုလျှောက်ထားပါမည်ဖေဟာယင်သုဝဏ္ဏမိကဇာတကဓမ္မဒေသနာပါဠိတော်ယင်းမှာဝိကမရေဟရိပါဒဝိကမရေမဟာမိကစိန္ဒဝါရတိကံပါသန္နာဟံဧကဝနေရမေဝိကမမိနပါရေမိဘူမိန်သုံးပါမိဝေကတာဒံလောဝါရတိကောပါသောပါဒံမေပရိကန္တတိအတ္တရတုပလာတာနိအသိနိဗ္ဗာန်ဟလောဒကပထမမံဝဒိတဝနာဟနပစ္စာမဟာမိကံနမေတုတံဝါဒိဋ္ဌံဝါဘာသံဒိမာနုသိမိကိဒွန်စပတိဒုက္ခိဟောဟိဧသောဇာပိမဟာမိကောဧဝံလောဒကနန္တတုသဟတဗ္ဗေဟိညာတိပိယထာဟမေဇာနန္ဒာမိမုတ်တံဒိဋ္ဌဝါမဟာမိကံဟူ၍ငါးဂါထာရှိခဲ့ပါသည်ဖေဟာယင်းတို့ဝိကမရေဟရိမိကအစရှိသောဂါထာ၅ဘုတ်ဖြင့်တန်းစာဆင်အပ်သည့်ဤသုဝဏ္ဏမိကဇာတကဒေသနာတော်မြတ်ကိုသဗ္ဗညုမြတ်စွာဘုရားသာဝတိပြည်မွန်စေတဝန်ကျောင်း၌ကိင်အောင်မွေလျော်နေတော်မူစဉ်ကာလဝယ်သာဝတိပြည်သူတယောက်သောအမျိုးသမီးကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ကြောင်းကိုအထကထာ၌ဝိကမရေဟရိပါဒတိဣဒံသတ္ထစေတဝနေဝိဟရန္တောသာဝတိယံဧကံကုလဒိတရံအာရဘကထေတိအစရှိသည်ဖြင့်ဖွင့်ပြပါသည်ဝိကမရေဟရိပါဒအစရှိသောဂါထာ၅ဘုတ်ဖြင့်တန်းစာဆင်အပ်သည့်ဤသုဝဏ္ဏမိဂသဒေသနာတော်မြတ်ကိုသဗ္ဗညုမြတ်စွာဘုရားသာဝတိပြည်မွန်စေတဝန်ရွှေကျောင်း၌ကိင်အောင်မွေလျော်နေတော်မူစဉ်ကာလသာဝတိပြည်သူအမျိုးသမီးတယောက်ကိုအကြောင်းပြု၍အကျယ်တဝံဖွင့်ပြဟောကြားတော်မူခဲ့ပေသည်ဤဒေသနာတော်ကိုဟောတော်မူရာခြင်း၏အကြောင်းရင်းဖြစ်သောအမျိုးသမီးသည်ကသာဝတိပြည်အယဝေအရှင်သာရိပုတ္တရာအရှင်မမောဂလံဒီဟုသောဧကသာဝကမထေရသူမြတ်တို့၏အပြုအစုအလုပ်အကျွေးဆွမ်းဒါယကာဓာယိကာမတို့၏သမီးဖြစ်ပြီးလင်သဒ္ဓတရားနှင့်ပြည့်စုံသူယရဏသုံးပါးအားကြီးညိုသူယရဏသုံးပါးကိုမြတ်နိုးသူအကျင့်အာစာရနှင့်ပြည့်စုံသူလိမ္မာရေးချရှိသူဒါနအစရှိသောကုသိုလ်ကောင်းမှု၌နှစ်ချိုင်မွေလျော်ပျော်ပိုက်သူဖြစ်ခဲ့ပေ၏ထိုအမျိုးသမီးကိုသာဝတိပြည်အရ၌ပင်လင်အမျိုးဇတ်တူ၍အယူကွဲပြားမိစ္ဆာဒိဋ္ဌိအယူရှိသောအမျိုးသား၏အမိအဖနှစ်ပါးတို့ကလာရောက်၍ထိုအမျိုးသမီး၏မိဘတို့ထံကြောင်းလောင်းစကားပြောကြားလတ်သည်တွင်ထိုအမျိုးသမီး၏မိခင်ဖခင်တို့ကအမကန္တိတာသတ္တပတနာတိနိရတနာနိမမာယတိဒါနာတိပုညပိရတာဒုံမေမိစ္ဆာဒိဋ္ဌိကာဣမိတာပိယထာရုသိယဒါနံဝါဒာတုံဓမ္မံဝါသောတုံဝိဟာရံဝါကံတုံသီလံဝါရခိတုံဥပောတထကမ္မံဝါကာတုံနဒတထနမယံဒုံမာကံတေမအတ္တနာတတိသံမိစ္ဆာဒိဋ္ဌိကာကုလာဝကုမာရိကံကနထာဝန်တော်အမောင်တို့အမိတို့
မာကံငါတို့ဤဒီတာသမီးသည်သတ္တာတရာတရားနှင့်ပြည့်စုံသူဖြစ်ပေ၏ပတ္တနာယရဏသုံးပါးအာကြီးညိုသူလိဖြစ်ပေ၏ဒီနိရတနာနိဖျားတရားသံဃာသုံးပါးသောယရဏတို့ကိုမာယတိမြတ်နိုးသူဖြစ်ပေ၏ဒါနာတိပုံညာပိရတဒါနအစရှိသောကုသိုလ်ကောင်းမှု10ပါး၌နှစ်ချိုင်မွေးလျော်ပြောပိုက်သူဖြစ်ပေ၏ဒုံမေသင်တို့ကမိစ္ဆာဒိဋ္ဌိကာမိစ္ဆာဒိဋ္ဌိယူရှိကြကုန်သည်ဖြစ်၍ဣမိတ်သာပိဤငါတို့သမီးဣလိယထာရုစီယအလိုအတိုင်းဒါနံဓာတုံဝါလူဒါနပေးခြင်းဟာ၎င်းဓမ္မံသောတုံဝါတရားတော်ကိုကြားနာခြင်းဟာ၎င်းဝိဟာရံကံတုံဝါကြောင့်တော်သို့သွားခြင်းဟာ၎င်းသီလံရခိတုံဝါသီလကိုစောင့်တည်ခြင်းဟာ၎င်းစောင့်ရှောက်ခြင်းဟာ၎င်းဥပောဒထကမ္မံကာတုံဝါဥပုဒ္ဒတင်ကျင့်သုံးခြင်းအမှုပြုခြင်းဟာ၎င်းနာဒန္တထပေးကြလိမ့်မည်မဟုတ်ကုန်မယံငါတို့သည်ဧတံဤငါတို့သမီးကိုသုံးပါးကံသင်တို့အာနာဒေမှမပေးနိုင်ကုန်ဒုံမေသင်တို့သည်အတ္တနာမိမိနှင့်တတိသာအမျိုးအစားအယူအားဖြင့်တူသောတတိတံအမျိုးအစားအယူအားဖြင့်လေတူသောမိစ္ဆာဒိဋ္ဌိကာကုလာဝမိစ္ဆာဒိဋ္ဌိအယူရှိသောအမျိုးမှသာလင်ကုမာရီကံတို့သမီးကိုကနထရှာပွေ၍ယူကြကုန်လောဤကဲ့သို့ညင်ပေစကားမိဘနှစ်ပါးတို့ပြောကြားလာသည်တွင်ထိုအမျိုးသားဤမိခင်ဖခင်တို့ကဒုံမာကံတိတာမာကံကရံကန္တဝါယထာဒိဗ္ဗယေနသဗ္ဗံပေတံသဗ္ဗမေတံကရောတုနမယံဝါရတမဒေထနောဧတံဒုံမာကံသင်တို့ဤတိတာသမီးသည်အမာကံငါတို့ဤကရံအိမ်တို့ကန္တဝါလိုက်ပါရောက်ရှိလာသည်ရှိသောယထာဒိဗ္ဗယေနအလိုရှိတိုင်းဧတံသဗ္ဗံဤဆိုအပ်ပြီးသည့်အလှူဒါနပေးခြင်းတရားနာခြင်းကြောင့်တော်သို့သွားခြင်းသီလကိုဆောင်ခြင်းဥပုသ်တရင်ကျင့်သုံးခြင်းအမှုအလုံးစုံကိုကရောတုအလိုရှိတိုင်းပြုပါစေမယံငါတို့သည်နဝါရတမမတမ်းမြစ်ပါကုန်အဧတံဤတို့သမီးကိုနောငါတို့အဒေထပေးကြပါကုန်ဤကဲ့သို့သာယာညွတ်ပြောင်းတောင်းပန်စကားပြောကြားလက်သည်တွင်အမျိုးသမီးဤမိခင်ဖခင်တို့ကတေနာဟိကနထသို့တပြီကယူကြကုန်ဤကဲ့သို့ခွင့်ပြုလက်သည်တွင်ထိုအမျိုးသားဤမိခင်ဖခင်တို့သည်နေကောင်းရက်သား၍ထိုအမျိုးသမီးကိုမိမိတို့အိမ်သို့ဆောင်ခဲ့ကြပါကုန်သည်ထိုအမျိုးသမီးကဝတ်အကျင့်နှင့်ပြည့်စုံသူဖြစ်ပေ၏အရှင်သခင်လေးယောက်ျားဤအပေါ်၌အိမ်ဥနပမာယိုသေးလာပါပေ၏ရောက်ခမမိမသူရောက်ခမရောက်ကျသူအရှင်သခင်လေးယောက်ျားတို့နှင့်ဆိုင်ရာဝတ်ကြီးဝတ်ငယ်တို့ကိုအမြဲမပြတ်မလတ်အောင်ပြုလေရှိပါပေ၏တနေ့သောအခါထိုအမျိုးသမီးသည်မိမိအရှင်သခင်လင်ယောက်ျားကိုအိသမံအေယဗုဒ္ဓအမာကံကုလုပကထေရနံဒါနံဓာတုံအေယဗုဒ္ဓအရှင်သာအဟံဝကျွနှုတ်သည်အမာကံငါတို့၏ကုလုပကထေရနံဆရာဖြစ်သောမထေမြတ်တို့အားဒါနံအလူဒါနကိုဓာတုံပေးခြင်းငါအိသမိအလိုရှိပါ၏ဤကဲ့သို့သာယာညွတ်ပြောင်းခွန်တောင်းလက်သည်တွင်ထိုအမျိုးကောင်းသားကသာဓုပတ္တိယထိဇာတယေနဒါနံတေဗတ္တိရှင်မသာဓုကောင်းမြည်ယထိဇာတယေနအလိုဣဇာတရားရှိတိုင်းဒါနံအလူဒါနကိုဒေဟိတရာရှိပေးပါလောဤကဲ့သို့သာယာနုညွတ်အခွင့်လွတ်သည်တွင်ထိုအမျိုးသမီးသည်လိဧ
ကသာဝကမထီနှစ်ပါးအမှုရှိသောမထီမြများကိုမိမိတို့အိမ်တို့ပင်ဖိတ်ပြီးလင်ပူဇော်သက်ကာရမှုရှိဥစွာပြု၍မွန်းမြတ်သောဆွမ်းခဲပွဲဘောဇဉ်တို့ဖြင့်ဆက်ကလှုပ်ကြွေပြုစုပြီးသောကာလလျောက်ပရာကထိုင်နေ၍ဗန္တေဣမံကုလမိစ္ဆာဒိဋ္ဌိကံအတ္တတံဒိဏံရတနာနံကုဏံနဇာနာတိသာဓုအေယာယဝဣမံကုလံဒိဏံရတနာနံကုဏဇာနာကုဏံဇာနာတိဒါဝဣဒေဝဘိက္ခံကနထာဗန္တေအရှင်မြတ်တို့ဖျားဣမံကုလံဤအိမ်သည်မိစ္ဆာဒိဋ္ဌိကံမိစ္ဆာယူရှိပါ၏အတ္တတံသရတရားလုံးဝမရှိပါဒိဏံရတနာနံဖျားတရားသံဃာယရဏသုံးပါးတို့၏ကုဏံဂုံကျေးဇူးကိုနဇာနာတိတစိုးတစိမသိပါသာဓုအာယာသာမိဖျားတပိမတောင်းပန်ပါ၏အေယာရှင်ကောင်းတို့သည်ယာဝအကျဉ်းမြတ်လောက်ဣမံကုလံဤအမျိုးဣမံကုလံဤအမျိုးအိမ်သည်ဒိဏံရတနာနံယရဏသုံးပါးတို့၏ကုဏံဂုံကျေးဇူးကိုဇာနာတိသိဒါဝထိုမြတ်လောက်ဤအိမ်ယတနာသုံးပါးဂုံကျေးဇူးသိသည့်ကာလတိုင်အောင်ဒုံမေအရှင်ဘုရားတို့သည်ဤဒေဝဤအိမ်၌ပင်လင်ဘိက္ခံဆွမ်းကိုကနထခံယူတော်မူကြပါကုန်လောဤကဲ့သို့တောင်းပန်စကားလျောက်ထားလတ်သည်တွင်မထီမြတ်တို့သည်လိသီခံသာရ၍ထိုအခါမှအစပြုကထိုအိမ်၌ပင်အမြဲမပြတ်ဆွမ်းဖုံးပေးခြင်းအမှုပြုတော်မူကြပါသည်နောက်တစ်ဖန်အမျိုးသမီးသည်မိမိအရှင်သခင်လင်ယောက်ျားကိုအေယဗုဒ္ဓထေရာဣဒာနိဗ္ဗာဒံအာဂေသန္တိကေနကာရဏေနဒုံမေနပတ္တထာအခွင့်ကောင်းယူ၍အေယဗုဒ္ဓအရှင်သာထေရာမထီမြတ်ကြီးတို့သည်ဣဒာဤအိမ်တို့နိဗ္ဗာဒံအမြဲမပြအာဂေသန္တိဆွန်စားကြွလာတော်မူကြကုန်၏ကေနကာရဏေနဘေအကြောင်းကြောင့်တုံမေအရှင်သာတို့သည်နပတ္တထအာမမနာဖူးမြော်ခြင်းအမှုမပြုကြပါကုန်သနည်းဤကဲ့သို့ပြောဆိုလတ်သည်တွင်ထိုအမျိုးကောင်းသားကသာဓုပတ္တိတာမိကောင်းပါပြီနဲ့ဖန်မြောက်ရောက်လာသောအခါမထီသူမြတ်တို့ကိုငါဖူးမြော်ပါမည်ဝန်ခံ၍နောက်တနေ့ရောက်လာသောအခါထိုအမျိုးသမီးသည်အရှင်သာရိပုတ္တရာမူပြုသောမထေရသူမြတ်တို့အားဆွမ်းပြုစုလှုပ်ကြွေးပြီးသကာလမိမိအရှင်သခင်လင်ယောက်ျားအားအကြောင်းကိုကြားလတ်သည်တွင်ထိုအမျိုးကောင်းသားလာလတ်၍မထီမြတ်ကြီးတို့နှင့်တကွပฏิသန္ဓာရစကားပြောကြားလျက်ရှိပါသည်ထိုအခါဝေဓမ္မသေနာပတိတရားစင်မှုဖြစ်တော်မူသောအရှင်သာရိပုတ္တရာမထေရမြတ်ကထိုအမျိုးကောင်းသားအားတရားနှင့်ရှင်သောစကားကိုဟောကြားတော်မူခဲ့ပါသည်ထိုအမျိုးကောင်းသားသည်အရှင်သာရိပုတ္တရာမထေရမြတ်၏တရားစကား၌၎င်းဣရိယာပုဒ်တို့၌၎င်းကြီးညိုခြင်းပြင်းစွာဖြစ်လာရကထိုအချိန်မှအစပြုကာမထေရသူမြတ်တို့အတွက်နေရာခင်းခြင်းမထီသူမြတ်တို့သောက်တော်မူရန်ရေးစစ်ခြင်းသုံးမစားမီအကြာကာလဝယ်တရားနာခြင်းအမှုနေ့စဉ်ရက်ဆက်ပြုခဲ့ရကနောက်အဖို့ဝယ်ထိုအမျိုးကောင်းသားဤမိစ္ဆာဒိဋ္ဌိအယူသည်ပြပြခဲ့ပါသည်တနေ့တ၌အရှင်သာရိပုတ္တရာမထေရသူမြတ်သည်ထိုသူဇနီးမောင်နှံတို့အားတရားဓမ္မဟောပြတော်မူစဉ်သစ္စာလေးပါးနှင့်ရှင်သောတရားစကားဟောကြားတော်မူခဲ့ပါသည်သတုသစ္စာဓမ္မဒေသနာဏီကုံဆုံးလတ်သောအခါထိုသူဇနီးမောင်နှံတို့သောတာပတ္တိဖို့၌တည်ခဲ့ကြပါသည်ထိုအခါမှအစပြု၍ထိုမျိုးကောင်းသားဤအမိအဖအစအောက်ထေပိုင်းခြားအယုတ်အားဖြင့်အိမ်မာစေပါအပ်သောကျေးကျွန်းတို့တိုင်အောင်တအိမ်လုံးမိစ္ဆာဒိဋ္ဌိအယူဖြစ်၍ဘုရားတရားသံဃာယရဏသုံးပါး၌
ရိုသေမြတ်နိုးသောသူတို့ဖြစ်ခဲ့ကြပါကုန်သည်တနေ့သောအခါထိုအမျိုးသမီးသည်မိမိအရှင်သခင်လင်းယောက်ျားကိုဧယဗုဒ္ဓကိမ္မေကရဝါသေနာဣစ္ဆမဟံပပစီတုံဧယဗုဒ္ဓအရှင်သာမေကျွန်းတော်မှအကရဝါသေနာအိယာတိထောင်လူပေါင်း၌နေခြင်းဖြင့်ကိဉ္အဘယ်အကျိုးရှိရနည်းအာအကျွန်းတို့သည်ပပစီတုံရှင်ယံပြုခြင်းကဣစ္ဆမိအလိုရှိကြပါ၏ဤကဲ့သို့ယဟံပြုဖို့ယံခွန်ပန်စကားပြောကြားလာသောအခါအရှင်သခင်လျောက်ကြားဖြစ်သောအမျိုးကောင်းသားကသာဓုဗတ္တေအဟံပိပပစိတ်သာမိဗတ္တေရှင်မသာဓုကောင်းပြီအဟံပိငါသည်လိပပစိတ်သာမိရှင်ယံပြုပေအံ့ဤကဲ့သို့ကျေနပ်စွာခွန်ပြုစကားပြောကြားပြီးလင်များစွာသောအချမ်းယံအခမ်းအနားဖြင့်ထိုအမျိုးသမီးကိုဘိက္ခုနီမတို့ကြောင်းတိုက်အရောက်ပို့ဆောင်ပြီးလင်မိမိကိုယ်တိုင်လိဖရာထမ်းမောက်သွားရောက်ဝါလျိုးရှိခိုး၍ရှင်ယဟန်ပြုပေရန်တောင်းပန်စကားလျောက်ထားလတ်သည်တွင်ဖရာသဖြင့်ညုကထိုအမျိုးကောင်းသားကိုရှင်ယဟန်ပြုပေးခဲ့ပါသည်ထိုသူနှစ်ဦးတို့သည်ဝိပဿနာတရားပွားများကြသဖြင့်မကြာမြင့်မိပင်လင်အာသဝကုန်ခန်းယဟန္တာအဖြစ်သို့ရောက်ရှိခဲ့ကြပါကုန်သည်တနေ့သောအခါဓမ္မတပါညီမူရာဓမ္မယုံ၌ယဟန်တော်အပေါင်းတို့ညီမူစည်းဝေးကြ၍အာဟုသောအတုကနာမဒါရဘိက္ခုနီအတနောစေဝပစ္စယဇာတာသာမိကသသာအာဟုသောငါရှင်တို့အတုကနာမဤအမည်ရှိသောဒါရဘိက္ခုနီဘိက္ခုနီမငယ်သည်အတနောစေဝမိမိဤ၎င်းသာမိကသသာအရှင်သခင်လင်ယောက်ျားဤ၎င်းပစ္စယဥပနေတကြီးပစ္စည်းအထောက်အပံ့ဤဇာတာဖြစ်ရှာပေ၏အတနာပိပပစိတ်တဝါရတံပတ္တဝတံပိပါပေတိအတနာပိမိမိကိုယ်တိုင်လိပပစိတ်တဝါရှင်ဟံပြုပြီးသကာလအရဟတံပတ္တဝါရဟတဖို့ရောက်ကျင့်ဆောက်ကြိုးကုပ်အားထုတ်ပြီးလင်တံပိထိုမိမိသခင်အရှင်လင်းယောက်ျားကိုလိပါပေတိအရဟတဖို့ရောက်ပို့ဆောင်ပါပေ၏ဤကဲ့သို့ဘိက္ခုနီမငယ်ဤကျေးဇူးစကားယဟန်တော်အရှင်သူမြတ်တို့ပြောကြား၍နေကြဖရာသဖြင့်ညုသည်ဓမ္မသဘာညီမူရာဓမ္မယုံအတွန်းသို့ကြွရောက်ဗုဒ္ဓသနပလင်၌တည်သုံးတော်မူရာမှကာယနုဋ္ဌဘိက္ခဝေကထာဧတရဟိကထာယတဏိသိဏဘိက္ခဝေယံတော်များအိုจิตတို့ဧတရဟိဤယခုငါဖရာကြွလာသောအခါ၌ဒုံမေသင်္ချေသားတို့သည်ကာယကထာယအပေမီသောစကားဖြင့်သဏိသိဏညီမူစည်းဝေး၍နေကြကုန်သည်အထဖြစ်ကြကုန်သနည်းဤသို့ကရုဏာပြဋ္ဌာန်းမေးမြန်းတော်မူလတ်သောအခါယဟန်တော်အရှင်သူမြတ်တို့ကဣမာယာနာမဤအမည်ရှိသောဘိက္ခုနီမငယ်မိမိကိုယ်တိုင်ယဟန္တာဖြစ်ရအောင်ကျင့်ဆောက်ကြိုးကုပ်အားထုတ်၍မိမိရဲ့ရှင်သခင်လျောက်ကြားကိုလိအရဟတဖို့ရောက်ပို့ဆောင်ခြင်းနှင့်စသောတရားစကားဖြင့်တပည့်တော်များစည်းဝေးညီမှု၍နေကြပါသည်ဖရာဟုတညီတညွတ်ထီလျောက်ကြားကြသည်တွင်ဖရာသဖြင့်ညုကနဘိကဝေဣဒာနေဝတာဝဧသာသာမိကံရာဂပါသာမောစေတိပုဗ္ဗေပေသာပောရဏကပန္တိတေပါဏမရဏပါသာမောစေတိဘိကဝေယံတော်များအိုခြေသားတို့တံဝရှိဟုစွာဧသာဤအမျိုးသမီးသည်ဣဒာနေဝယခုအခါ၌ပင်လင်သာမိကမိမိအရှင်သခင်လင်းယောက်ျားကိုရာဂပါသာယာဂဒီဟုသောကြော့ကွန်းမှမောစေတိလွတ်မြောက်စေသည်ကားနာမဟုတ်ပေသည်ပုဗ္ဗေပိအတိတ်ဝေစွာရှိအခါ၌လေဧသာဤဘိက္ခုနီမငယ်သည်ဘောဓနကပန္တိတေပဏာရှိပညာရှိတို့ကိုကမရဏပါသာသေးခြင်းသေမင်းကြော့ကွန်းမှမောစေတိလွတ်မြောက်စေခဲ့ဘူးလေပြီဤသို့အတိတ်အကြောင်းကိုအကျိတ်အမြတ်မြတ်သဖြင့်ညူမြတ်စွာဘုရားမိန့်ကြားတော်မူပြီးလင်
ယဟန်တော်အရှင်သူမြတ်တို့တောင်းပန်အပ်ရာကအတိတ်ဇာဆံဟောင်းကိုပြန်ညောင်း၍မိန့်ဆိုတော်မူခဲ့ပါသည်ထိုကြောင့်ဝဋ္ဌကထာ၌တိတေဘာရဏတိယံပြမတ္တေရိသံကာရင်တေဘောဓိတတောမိဂယောနိယံနိဗ္ဗတိတောဝယံပတ္တောအဘိရူပောအဟောတိပါတာတိကောဒတနိယောသူဝနဝန္နောပါဏာတိကောဒတနိယောသူဝနဝန္နောလာခရတပရိကမ္မကတေဟိဝိယဟထပါတိဟိရဇတဓမ္မတတိတေဟိဝိသနေဟိမဏိကုလိကပฏิဘာဂေဟိအခိဟိသန္တာကမ္မလကင်တုတတိသေနမုခေနသမန္နာကတောဤသို့အစရှိသည်ဖြင့်အကျေတဝံဖွင့်ပြခဲ့ပါသည်အတိတ်ပဲမှာယဟန်တော်များအိုချေသားတို့လွန်လေးပြည်တော်အခါဗာရာဏသီပြည်ရဲ့ရောက်ဝဲပြမတမင်းပြုစဉ်ဖယားအလောင်းသည်သမင်မျိုး၌ဖြစ်တော်မူခဲ့ပေသည်သမင်မျိုး၌ဖြစ်၍အရွယ်တော်မြောက်ရောက်လာသောအခါအလွန်လှပသောအစဉ်ရှိသောသမင်မင်းရှုခြင်းသပွဲကြည်ညိုပွဲသောအစဉ်ရှိသောသမင်မင်းရွှေရောင်အစဉ်ဝါဝန်းသောအစဉ်ရှိသောသမင်မင်းဖြစ်ခဲ့ပေသည်ချိတ်ရည်ဖြင့်အပြေပြစ်ပြုအပ်သောချိတ်ရည်ဖြင့်အပြေပြစ်ပြုအပ်သောကဲ့သို့သောလက်ချေတို့နှင့်၎င်းချိတ်ရည်ဖြင့်အပြေပြစ်ပြုအပ်သောလက်ချေပြုအပ်သောကဲ့သို့သောလက်ချေတို့နှင့်၎င်းငွေပန်းဆိုင်ပမာဖြူဖွေးစွာသောဥကြိုတို့နှင့်၎င်းဗရမ ्या လုံးပမာနီရဲသောမျက်လုံးတော်အစုံတို့နှင့်၎င်းနီမြန်းသောကပလာချီလုံးပမာနီရဲစွာသောမျက်နာဆင်းနှင့်၎င်းပြည်စုံသောရွှေသမင်မင်းဖြစ်ခဲ့သည်ယင်းဖယားလောင်းရွှေသမင်မင်းဤမယားဖြစ်သောသမင်မငယ်သည်ရှုခြင်းစပွဲတင့်တယ်နှုပြိုလှပေ၏ထိုသူတို့သည်တညီတညွတ်ချစ်ခင်သောနေခြင်းဖြင့်နေထိုင်ခဲ့ကြပေကုန်သည်ဖယားလောင်းရွှေသမင်မင်းအားရှစ်သောင်းအတိုင်းအရှိရှိသောဆန်းကျဲသောသမင်အပေါင်းတို့ဝန်ရံချမ်းရံလျက်ရှိကုန်သည်ရှင်သာယဟန်တို့ထိုစဉ်အခါမုတ်ဆိုးတို့သည်သမင်တို့သွားရလမ်းခကြီး၌ကြော့တို့ကိုစိုက်ထောင်ခဲ့ကြကုန်သည်အခါတစ်ပါးဖယားအလောင်းသည်သမင်အပေါင်းဤရှိမှသွားလတ်သည်တွင်အလောင်းတော်ဤခြေတို့ကိုကြော့ဖြင့်ဖွဲ့မိလိုက်ရကစိန်ဒိတ်သာမိနံနန်းတို့ယခုငါအားဖွဲ့မိတဲ့ကြော့ကွန်းကိုစိန်ဒိတ်သာမိဖြတ်တောက်အံ့ဤကဲ့သို့အကြံပြု၍ပထမအကျဉ်းယုံခံတော်မူလတ်သည်တွင်အပေါ်ယံအရေတို့စုပ်ပြခဲ့ပါသည်ဒုတိယအကျဉ်းတစ်ဖန်ပြန်၍ယုံသောအခါအသားဆိုင်စုပ်ပြ၍တတိယအကျဉ်းယုံပြန်ယုံခံသောအခါအကျော်တို့ပြတ်ပြီးလင်အယိုးခိုက်လျက်ကြော့ကွန်းသည်တည်ရှိခဲ့ပေသည်အရာအလောင်းသည်သေရသောဘေးဖြင့်ချင်းကြောက်အပ်သည်ဖြစ်ရကကြော့ကွန်း၌ဖွဲ့မိသောအတန်ကိုပြုလာသည်တွင်များစွာသောသမင်အပေါင်းတို့ဝေရာအရတ်သို့ပြေးခဲ့ကြကုန်သည်မယားဖြစ်သောသမင်မငယ်သည်သမင်အပေါင်းနှင့်အတူတကွအတန်ငယ်ပြေးသွား၍သမင်အိုးအလေတွင်အလောင်းတော်ကိုကြည့်ရှုလတ်သည်တွင်အလောင်းတော်ကိုမမြင်ရကဣဒံဗယံမေရှံသာမိကတဥပ္ပန္နံဘဝိတ္တိဤယခုကြော့မိသောဘေးကငါဤချစ်လာစွာသောအရှင်သခင်ရွှေသမင်မင်းအားဖြစ်ပေါ်သည်ဖြစ်ပေလိမ့်မည်ဤကဲ့သို့ကြံစည်စဉ်းစားပြီးလင်ဘုရားလောင်းရွှေသမင်မင်းရထမ်းသို့လာရောက်၍မျက်ရည်တွေယူကြသောမျက်နာရှိလျက်ငိုကြွေးမြည်တမ်းပြီးလင်သာမိတွင်မဟာဘလောသာမိအရှင်တွင်အရှင်ငါမဟာဘလောကြီးစွာသောအားရှိသူဖြစ်ပါပေ၏ဂိဧတံပါတံတန္တာရေတုံနာသခိတတိဧတံပါတံဤယခုကြောမိတဲ့ကြောကွန်းကိုတန္တာရေတုံဆောင်ခြင်းငါဂိနာသခိတတိအဘယ်မှလည်းမစွမ်းနိုင်ပဲရှိအနိသခိတတိဧဝစွမ်းနိုင်အံ့သည်သာ
ဝေကံစနစ်တဝါစိန်နာဟိနံနန္ထုကြော့ကွန်းကိုဝေကံအဟုံကိုစနစ်တဝါဖြစ်စေ၍စိန်နာဟိဖြတ်တောက်တော်မူပါလောဤကဲ့သို့အပိစကားပြောကြားပြီးလင်ဝိကမာရေဟရိပါဒဝိကမာရေမဟာမိကစိန္ဒဝါရတိကံပါတံနာဟံဧကဝနေရမေဝိကမာရေဟရိပါဒဝိကမာရေမဟာမိကစိန္ဒဝါရတိကံပါတံနာဟံဧကဝနေရမေဟူသောပထမဂါထာကိုရွတ်ဆိုခဲ့ပါသည်ရေဟရိပါဒအိုးရွှေရောင်အစင်းဝါဝန်းသောခြေရှိတော်မူသောသမင်းမင်းဝိကမဝီရိယကိုလက်သုံးလွတ်အောင်ယုံတော်မူလော့မဟာမိကသင်္ချာရှိသောသမင်းအပေါင်းတို့၏ခေါင်းဆောင်ရှိသွားဖြစ်တော်မူပါသောအရှင်ခေါင်းဆောင်ရှိသွားဖြစ်တော်မူပါသောအရှင်သမင်းမင်းဝိကမဝီရိယကိုလက်သုံးလွတ်အောင်ယုံတော်မူပါလော့ဝါရတိကံတရေကျိုးဖြင့်ပြီးသောပါတန်ကြော့ကွန်းကိုစိန်ဓာဖြတ်တောက်တော်မူပါလော့အဟံအကျွန်းတို့သည်ဧကအရှင်သမင်မင်းမရှိလတ်သောအဖော်မမိတကိုယ်တည်းဖြစ်၍ဝနေတော်တောင်အတွန်း၌နာရမေနာရမာမိမမွေလျောမနစ်ချိုင်မပြောပိုက်နိုင်ပါဤကဲ့သို့အပိစကားပြောကြားလတ်သည်တွင်ဖျားလောင်းရွှေသမင်မင်းကဝိကမမိနပါရိမိဘူမိန်သုံးပါးမိဝေကသာဒံလောဝါရတိကောပါသောပါဒံမေပရိကန္တတိဤဒုတိယဂါထာကိုမိတ်ဆိုတော်မူလပ်ပါသည်ဗတ္တိဩသမင်းမငယ်အဟံငါကဝိကမမိဝိရိယကလည်းသုံးလွတ်အောင်ယုံပါ၏နပါရိမိတရေကြော့ကွန်းကိုဖြတ်တောက်ခြင်းငါမစွမ်းနိုင်ပါအဟံငါကဝေကသာပြင်းစွာသောအဟုန်ဖြင့်ဘူမိန်မြေကြီးကိုသုံးပါမိလွတ်လွတ်ညာငါကကံကြောက်ခဲ့ပါ၏ဝါရတိကောပါသောတရေဖြင့်ပြီးသောကြော့ကွန်းသည်ဒံလောမြဲမြံခိုင်ကန့်လှပေ၏မေငါဤပါဒံခြေကိုပရိကန္တတိဝင်းကျင်လှိပတ်မခံမရနိုင်အောင်ဖြတ်တောက်လျက်ရှိပါ၏ဤကဲ့သို့ဖရာအလောင်းကြော့ကွန်းကခိုင်မာလှကြောင်းမိမိခြေတို့ကိုတဝင်းကျင်လှိပတ်မခံမရနိုင်လောက်အောင်ပင်ဖြတ်လျက်ရှိကြောင်းမိတ်ဆိုတော်မူလတ်သည်တွင်ထိုမယားဖြစ်သောသမင်းမငယ်ကမဟာကြီးသာမိအရှင်မဟာကြီးမကြောက်လက်အဟံအတနောပလေနာလုဒ္ဒကံယာစိတဝါတောဝဇီဝိတံအာရိသာမိအဟံကျွန်ုပ်သည်အတနောမိမိပလေနာအစွမ်းဖြင့်လုဒ္ဒကံမုတ်ဆိုးကိုယာစိတဝါတောင်းပန်၍တဝအရှင်ဤဇီဝိတံအသက်ကိုအာရိသာမိရအောင်ဆောင်ပါသစေယာစနာယနတခိတာမိသစေကဲ၍များယာစနာယတောင်းပန်ခြင်းဟာဝါတောင်းပန်ခြင်းဖြင့်နတခိတာမိအရှင်အသက်ကိုရအောင်ဆောင်ခြင်းကမစွမ်းနိုင်냐မမကျွန်ုပ်ဤဇီဝိတံပိအသက်ကိုပင်တော်လီတတဝါမုတ်ဆိုးအပ်၍တဝအရှင်ဤဇီဝိတံအသက်ကိုအာရိတာမိရအောင်ဆောင်ပါဤကဲ့သို့အပိစကားပြောကြသက်သာစေပြီးလင်သွေးအလိမ့်ကပ်၍နေသောအလောင်းတော်ဤကိုဖေးမှလျက်ယက်တည်နေလျက်ရှိပါသည်မုတ်ဆိုးသည်တန်လျက်ကို၎င်းလံကို၎င်းဆွဲကိုင်း၍ကဘာပြည့်မိပမာဒေါသမိကောဒမိတညီညီတပြောင်ပြောင်တောက်လောင်လျက်ဖယားလောင်းရှိရာသို့ရှေးရှုလာလတ်သည်တွင်ထိုသမင်းမငယ်ကသာမီလုဒ္ဒကောအာဂိစတိသာမီအရှင်လုဒ္ဒကောမုတ်ဆိုးကအာဂိစတိလာခဲ့ပြီအဟံအတနောဗလံကရိသာမိအဟံကျွန်ုပ်သည်အတနောမိမိဗလံဆွမ်းအားကိုကရိသာမိပြုပါတော့အံ့တွန်းမှာပါ၏တွန်းအရှင်သမင်းမင်းသည်မှာပါ၏မကြောက်ပါလင်အနိအပသို့မုတ်ဆိုးရောက်လတ်သည်တွင်လက်အုပ်ချီလျက်သာမိမမသာမိကောသူဝနမိကောသီလာစာရသံပန္နောအတိတိမိကသဟတာနံရာဇာသာမိအရှင်မုတ်ဆို
မမကျွန်းတို့ဤသာမီကိုအရှင်သခင်လျောက်ကြားဖြစ်သောသမင်ဒီကသူဝနဝနောရွှေရောင်စင်ဝါဝန်းသောအစင်းရှိပါပေ၏သီလစာရသံပန်သောအကျင့်သီလအာစာရဂုဏ်နှင့်ပြည့်စုံသူဖြစ်ပါပေ၏အတိတိမိကသဟသာနံအတိတိသဟသမိကနံ8000သောသမင်အပေါင်းတို့၏ရာဇာမင်းဖြစ်ပါပေ၏ဤသို့အစရှိသည်ဖြင့်ဘုရားလောင်းဤဂုဏ်ကျေးဇူးစကားပြောကြားပြီးလင်ဘုရားလောင်းအသက်ရှိစဉ်တည်နေစဉ်ပင်လင်မိမိကိုရှိဥစွာသတ်လိုမူသဗ္ဗာဟုတောင်းပန်လိုရကအန္တရတုပလာသနိအသိနိဗ္ဗာန်ဟလုဒကပထမမံဝဒိတဝဟနာပစ္စာမဟာမိကံအန္တရတုပလာသနိအသိနိဗ္ဗာန်ဟလုဒကပထမမံဝဒိတဝနာဟနာပစ္စာမဟာမိကံလုဒကဝရှင်မုတ်ဆိုပလာသနိအသာကိုထဲ့ဖို့ရန်ပေါက်ဖက်တို့ကိုအထရသူရှိဥစွာခင်းတော်မူပါလော့အသိဉ္တန်လည်းရဲ့ကိုနိဗ္ဗာန်ဟာအိမ်မှထုတ်ပါလေလော့ပထမရှိဥစွာမင်္ဂကျွန်းတို့ကိုဝဒိတဝါနသပ်ပြီး၍ပစ္စာနောက်မှမဟာမိကံသင်္ချာ8000သမင်ပေါင်းတို့ဤခေါင်းဆောင်ဖြစ်သောသမင်ကြီးကိုဟနာဟိအလိုတော်ရှိမှုတတ်တော်မူပါလောအာယညွပြောင်းတောင်းပန်စကားပြောကြားလက်သည်တွင်မုတ်ဆိုးသာသည်မနုဿဗုဒ္ဓတာဝသာမိကတ္တအထာယဇီဝိတနာပရိစ္ဆဇန္တိမနုဿဗုဒ္ဓလူဖြစ်သောမိမများတောင်းမှသာမိကတ္တအရှင်သခင်လင်းယောက်ျားဤအထာယအကျိုးငါဇီဝိတံမိမိအသက်ကိုနပရိစ္ဆဇန္တိမစွန့်ကြကုန်အယံတိရိသနာကဒါဇီဝိတံပရိစ္ဆဇတိအယံပနာဤသမင်မငယ်ကတိရိသနာကတာတရိစ္ဆံမပင်ဖြစ်ပါလျက်ဇီဝိတံမိမိအသက်ကိုပရိစ္ဆဇတိအရှင်သခင်လင်ယောက်ျားအတွက်ဆွန့်ရှားပေ၏မနုဿဘာသာယသမတုရေနတရေနကတိတိစသည်တို့မကသည်မနုဿဘာသာယပြီးပြင်းပြတ်သားလူတို့စကားဖြင့်မတုရေနတရေနသာယာချိုးမြိန်သောအတန်ဖြင့်ကတိတိတောင်းပန်စကားပြောကြားရှာပြီဣဇယနေ့အဟံငါသည်ဣမိတ်သာစဤသမင်မငယ်ဤ၎င်းအသာထိုသမင်မငယ်ဤပတိနောအစအရှင်သခင်လင်းယောက်ျားဖြစ်သောရွှေသမင်မင်းဤ၎င်းဇီဝိတံအသက်ကိုတတ်တာမိပေးပေအံဤကဲ့သို့ကြံစည်စဉ်းစားပြီးလင်လေးခုမြောက်ဖြစ်သောဂါထာကိုနာမေသူတံဝါဒိဋ္ဌံဝါဘာသံဒိမနုသိမ့်မိကေတွန်စပါတေဒုက္ခိဟောဟိဧသောစာပိမဟာမိကောနာမေသူတံဝါဒိဋ္ဌံဝါဘာသံဒိမနုသိမ့်မိကေတွန်စပါတေဒုက္ခိဟောဟိဧသောစာပိမဟာမိကောဟု၍ရွဆိုလပ်ပါသည်ဗတ္တိပညာပြည့်ကျွဲဩသမင်မငယ်မေမယငါသည်ဤတော်ဤအခါမှာပုပ္ပေရှိကာလ၌ဧဝရူပံဤသို့သဘောရှိသောသူတံဝါကြားအပ်သောအရာသည်၎င်းဒိဋ္ဌံဝါမြင်အပ်သောအရာသည်၎င်းနာအဋ္ဌိမရှိခဲ့ကြမာနုသိင်လူတို့ဖြင့်လူတို့ဤစကားကိုဘာတန်တိန်ပြောဆိုသောမိခင်သမင်မကိုနအတ္တသံမြင်လီမမြင်ဘူးကြနအတ္တောသိင်ကြားလီမကြားဘူးကြဗတ္တိပညာပြည့်ကျွယ်ဩသမင်မငယ်တွန်စသင်သမင်မငယ်သည်လေသူစီသူခိကာယစိတ်တဒုက္ခနှစ်ပါးနှင့်ပြည့်စုံသည်ဟောဟိဖြစ်လေလော့ဧသောစာပိမာမိကောထိုသင်္ချာ8000သမင်ပေါင်းတို့၏ခေါင်းဆောင်ရှိသွားဖြစ်သောရွှေသမင်မင်းသည်လေဒုက္ခိကာယစိတ်တဒုက္ခနှစ်ပါးနှင့်ပြည့်စုံသည်ဟောတုဖြစ်ပါစေဤကဲ့သို့သက်သာဘွယ်စကားပြောကြားပြီးလင်ဘုရားလောင်းရွှေသမင်ရှိရာရသို့သွားရောက်၍အလောင်းတော်အားဖွဲ့မိသောကြော့ကွန်းကိုပဲကွက်ဖြင့်ဖြတ်ပြီးလင်အလောင်းတော်ဤခြေအတွင်းနစ်မြုပ်၍နေသောကြော့ကွန်းကြော့မြင်းကိုအသာယာဖြည့်ချွတ်၍အလောင်းတော်ဤအကျော်ချင်း
အသာချင်းအရေးချင်းဆက်ဆက်ပြီးလင်အသာအရာနှိပ်၍ပေးလပ်ပါသည်ထိုခဏမှာပင်လင်ဘုရားလောင်းဤရှိကျင့်တော်မူအပ်သောဖြစ်စီမှုတော်မူအပ်သောပါရမီတော်တို့၏အာနုဘောကြောင့်၎င်းမုတ်ဆိုးသားဤမေတ္တာနှင့်ရှင်သောစိတ်အာနုဘောကြောင့်၎င်းသမင်မငယ်ဤရှိခင်မေတ္တာတရားနှင့်ရှင်မေတ္တာတရားဤအာနုဘောကြောင့်၎င်းအလောင်းတော်ဤအကျော်ချင်းအသာချင်းအရေးချင်းဆက်ဆခဲ့ပါကုန်သည်ထိုကြောင့်ဝဋ္ဌကထာ၌တင်ခဏင်းကြီးဝမဟာတတ္တပုရိဒပါရမိတာနုဘာဝေနလုဒ္ဓကသသမေတ္တာစိတ်တာနုဘာဝေနမိဂိယာသမေတ္တာဓမ္မာနုဘာဝေနနာရုမန္တသမ္မာနိနာရုမန္တသံမေဟိကတယိန်သူဟူ၍ဖွင့်ပြခဲ့ပါသည်တင်ခဏင်းကြီးဝထိုသို့မုတ်ဆိုးသာအသာယနှိပ်၍ပေးသောခဏ၌ပင်လင်မဟာတတ္တဖရာလောင်း၏ပုရိဒပါရမီတာနုဘာဝေနသဖြစ်ခြင်းစီးပူတော်မူအပ်သောပါရမီတော်တို့ဤအာနုဘောကြောင့်၎င်းလုဒ္ဓကသမုတ်ဆိုးသာဤမေတ္တာစိတ်ဓာနုဘာဝေနသမေတ္တာနှင့်ရှင်သောစိတ်ဤအာနုဘောကြောင့်၎င်းမိဂိယာသမင်မငယ်ဤမေတ္တာဓမ္မာနုဘာဝေနသခြေချင်းမေတ္တာတရားအာနုဘောကြောင့်၎င်းနာရုမန္တသမ္မာနိနာရုမန္တသမ္မာနိအကျော်အသာအရေးတို့သည်နာရုမန္တသမ္မေဟိအကျော်အသာအရေးတို့နှင့်ကတယိန်သူဆက်ဆခဲ့လေကုန်မည်ထိုအခါဘုရားအလောင်းရွှေသမင်းမင်းသည်ချမ်းသာခြင်းရှိ၍ဆင်းရဲကင်းကွာမယက်တည်၍နေတော်မူလသည်ကိုမြင်လိုက်ရကဘုရားဖြစ်သောသမင်းမငယ်သည်နှစ်လိုအာယံဝမ်းမြောက်လှသည်ဖြစ်၍မုတ်ဆိုးသာအာနုမောဒနာစကားပြောကြားလိုသည်ဖြစ်၍ငါးခုမြောက်ဖြစ်သောဂါထာကိုဧဝံလုဒ္ဓကအနန္တတုသဟသဗ္ဗေဟိညာတိပိယန္တဟာမိဇာနန္ဒာမိမုတ်တံဒိဋ္ဌဝါမဟာမိကံလုဒ္ဓကအရှင်မုတ်ဆိုးသာအဟံဝကျွန်းုပ်သည်ဣဇာယနိမဟာမိကံသင်္ချာရှိတောင်းသမင်ပေါင်းတို့၏ကောင်းဆောင်ရှိသောဖြစ်သောအရွှေသမင်မင်းကိုမုတ်တံဒုက္ခအပေါင်းမှလွတ်မြောက်သည်ကိုဒိဋ္ဌဝါမြေဝါထင်တွေ့မြင်ရ၍နန္ဒာမိယတာနှစ်လိုအာယံဝမ်းမြောက်ရသကဲ့သို့ဧဝံဤအတုတွင်ပြီးအရှင်မုတ်ဆိုးသားသည်လေသဗ္ဗေဟိခသိမ့်ကုန်သောညာတိပြီးအဆွေမျိုးတို့နှင့်သာတကွနန္တတုနှစ်လိုအာယံဝမ်းပန္တတာရှိပါစေလောဤကဲ့သို့အနုမောဒနာစကားပြောကြားခဲ့ပါသည်ဖျားလောင်းရွှေသမင်းမင်းသည်လေအယံလုဒ္ဓကောမေရှံအဝတ်တယောဇာတော်မယပိဋ္ဌအဝတ်တရေနေဝဘဝိတုံဝတ္တတိအယံလုဒ္ဓကောဤမုတ်ဆိုသာသည်မေရှံငါဤအဝတ်တယောမိခိုကိုစားအားထားရသည်ဇာတော်ဖြစ်ရှာပြီမယပိငါလည်းပဲအတ္တထိုမုတ်ဆိုဤအဝတ်တရေနေဝကျေးဇူးတုံ့ပြန်တဖန်မိရသည်ပင်လင်ဘဝိတုံဖြစ်ခြင်းငါဝတ္တတိသင်လာပေ၏ဤကဲ့သို့ကြံစည်စဉ်းစားတော်မူပြီးလင်ကိုတော်မြတ်ကျက်စားရာအရ၌တခုသောဗရမ ्या ဒုံကြီးကိုမြင်တော်မူခဲ့၍ထိုဗရမ ्या ဒုံကြီးကိုကိုတော်တိုင်ယူပြီးလင်ထိုမုတ်ဆိုးသားလက်သို့အပ်၍သမ္မဤတောပထာယပါဏာတိပါဒာတိနိမာဂရိဣမိနာကုတုံမံတန္တပိတဝဒါရကေပောတင်တောဒါနသီလာဒီနိပုံညာနိကရောဟိသမ္မအဆွေဤတော်ဤယနေ့မှာပထာယစ၍ပါဏာတိပါဒာဒီနိသူအသက်သာချင်းမဆရှိသောမကောင်းမှုဒုစရိုက်တို့ကိုမာဂရိမပြုပါလက်ဣမိနာဤအဖို့အနေကထိုက်တန်သောဗရမ ्या ယရနာကြီးဖြင့်ကုတုံမံဥစ္စာကိုတန်တပိတဝါဖြစ်စေ၍ဒါရကေသားငယ်တို့ကိုပောတင်တော်ကျွေးမွေလျက်ဒါနသီလာဒီနိပုံညာနိဒါနသီလာအစရှိသောကုသိုလ်ကောင်းမှုတို့ကိုကရောဟိသတိရှိထအမောင်သားပြုပါလောဤကဲ့သို့ထိုမုတ်ဆိုးသားအား
အဆုံးအမဩဝါဒပေးတော်မူပြီးလင်အလောင်းတော်သူမြတ်သည်တော်သို့ဝင်ခဲ့ပါသည်လူနတ်တို့၏ဆရာမြတ်စွာဘုရားသည်ဤဓမ္မဒေသနာကိုဆောင်တော်မူပြီး၍ရှင်သာယဟန်တို့ယခုအခါဆန္ဒမထီသည်ထိုစဉ်ကာလဝယ်မုတ်ဆိုးသာဖြစ်ခဲ့ပြီယခုအခါဘိက္ခုနီမငယ်သည်ထိုစဉ်ကာလဝယ်မယားဖြစ်သောသမင်မငယ်ဖြစ်ခဲ့လေပြီယခုအခါလူနတ်တို့၏ဆရာငါဖျားသည်ပင်ထိုစဉ်ကာလရွှေသမင်မင်းဖြစ်ခဲ့ပြီဟုဇတ်တော်ကိုပေါင်းလပ်ပါသည်ဤအကြောင်းကိုအထာဂထာ၌သတ္ထာဣမန္တမဒေသနာအာရိတ္တဝါဇာတကံသမောဒာနေတိတထာလုတ္တကောသံသောအဟောတိမိဂိတရရဘိက္ခုနီမိဂရာဇာပနာအဟမေဝဟောသိမ့်တိဟု၍ဖွင့်ပြခဲ့ပါသည်သတ္ထာလူနာတို့၏ဆရာမြတ်စွာဘုရားသည်ဣမန္တမဒေသနာဝိကမာရေဟရိပါဒဝိကမာရေမဟာမိကအစရှိသောဤသူဝနမိကဇာတကဓမ္မဒေသနာကိုအာရိတ္တဝါဆောင်တော်မူ၍ဘေကဝေယံတော်မြတ်ဥချေသတို့ဣဒာနိယခုအခါ၌သံနောသံနာတိတရာထိုစဉ်ကာလ၌လုတ္တကောမုတ်ဆိုသာသည်အဟောတိဖြစ်ခဲ့လေပြီဣဒာနိယခုအခါ၌ဒါရဘိက္ခုနီမိမိကိုယ်တိုင်လျာတဖို့ပေါက်ကျင့်ဆောက်၍မိမိအရှင်သခင်လင်းယောက်ျားကိုလျာတဖို့ပေါက်ရောက်စေသောဘိက္ခုနီမသည်တရာထိုစဉ်ကာလ၌မိဂီသမင်မငယ်သည်အဟောတိဖြစ်ခဲ့လေပြီဣဒာနိယခုအခါ၌အဟမေဝလူနတ်တို့၏ဆရာငါဖျားသည်ပင်လင်တရာထိုစဉ်ကာလ၌မိဂရာဇာသင်္ချာ8000သမင်ပေါင်းတို့၏ကောင်းဆောင်ရှိသွားဖြစ်သောရွှေသမင်မင်းသည်အဟောသိမ့်ဖြစ်ခဲ့လေပြီဣတိဤသို့ဇာတကံဇတ်တော်ကိုသမောဒာနေသည်ပေါင်းတော်မူပြီဆရာတော်သံဃာတော်အရှင်မြတ်တို့ဖျားယနေ့ဖျားတပည့်ဤမြဖြင့်ယန္နာဖျားစေဖျားလျောက်ထားပွဲချဲလက်တို့ကိုနောက်ရက်တို့မှဆက်၍လျောက်ထားပါမည်ဖျားဤသို့လင်ဖျားတပည့်လျောက်ထားအပ်ပြီးသောမှတ်သားပွဲအကြောင်းအရာတို့နှင့်၎င်းထိုမှတပါးများပြားစွာသောမှတ်သားပွဲလိုက်နာပွဲကျင့်ကြံပွဲရှောင်းကျင်းပွဲအချက်အလက်တို့နှင့်၎င်းဝန်ကျင်ကုန်လုံးပြည့်စုံလာစွာသောဇာတကသံဝန္ဒနာထကထာကျမ်းမြတ်ကိုအစဉ်ရောက်ရာအရမှဆက်၍တပေါင်းဒီအညီအညွတ်ရွတ်ဆိုတော်မူရကားသံဃာယနာတင်ကြပါစို့သတ္တော်ရှိအရှင်ကောင်းတို့ဖျားမိတ်ဆွေပေါင်းတို့ခမညာနိုင်ငံကျော်ဓမ္မဂတိကဆရာတော်ကြီးများဟောကြားတော်မူအပ်သောတရားတော်များကိုစီဒီလေးစာဓာတ်ပြားများဖြင့်ဝယ်ယူပူဇော်လိုပါလျင်အမှတ်163ဘိုးစွန်ပက်လန်းစူပါဟိုက်ဒေသံသွင်းတွင်ရရှိနိုင်ပါကြောင်းဖုန်း312 2526 04